အမဲသားဆိုရင်အတုံးကြည့်ပြီးတော့နူးနူးအီအီနဲ့အာလူးပါမဂရင်းတွေ့တဲ့သူတွေရှိတာအဲ့တော့ဒီလိုအမဲသားအရိုင်းတုံးတွေကိုမလိုအပ်တာတွေဖယ်ပြီးတော့ဒါမျိုးအတုံးကြီးတွေတုံးမယ်အသားဟင်းတွေအတွက်မပါမဖြဲဂျင်းနဲ့ကြက်သွန်ဖြူကိုတုံးလေးတွေတုံးပြီးတော့စက်တဲထည့်ပြီးတော့ကြိတ်လိုက်မယ်ကျွန်တော်ကတော့အရေးပဲညှစ်ထည့်တယ်တချို့လူတွေကအဖတ်ပါထည့်တယ်တေချာနယ်ပြီးတော့ရင်စနွေးမုတ်ထည့်မယ်ငရုတ်သီးမုတ်ထည့်မယ်မဆလာထည့်မယ်အရသာအတွက်စားနဲ့အချိုမုတ်ထည့်မယ်အဆက်အတွက်ငရုတ်သီးအကြက်မုတ်ထည့်ပြီးတေးသေးချာချာလေးနေမယ်ရေလေးပါနည်းနည်းထည့်မယ်ပြီးရင်45မိနစ်လောက်နှက်ထားလိုက်မယ်ကျွန်တော်ကတော့ဒီဟင်းမှာခဲညင်ဒီမသုံးမယ်ကြက်သွန်တစ်မျိုးလေးသုံးမယ်အာလူကိုအတုံးကြီးကြီးလေးလှီးလိုက်မယ်ကြက်သွန်ကိုလည်းပပလေးလှီးလိုက်မယ် Okay ready စချက်အောင်စီထည့်မယ်ပြီးသွားရင်ဟိုရှိတ်ဒီရှိတ်ထုံးစံတိုင်းလုပ်လိုက်မယ်ကြက်သွန်ထည့်မယ်နည်းနည်းမှု့မယ်စနွေးမုတ်လေးပပလေးထည့်လိုက်မယ်ပြီးတော့ဒိုင်းရှိုးလေးကျွန်တော်အမွှေးကြိုင်တော့တာတွေထည့်လိုက်တယ်ပြီးရင်တေးသေးချာချာလေးမှု့မယ်ကျွန်တော်ကတော့တော်တော်နီးနီးရဲရဲလေးဖြစ်သွားတဲ့အချိန်ကြတော့မှအမဲသားကိုထည့်တယ်ချက်ချင်းရေမထည့်သေးပဲနဲ့အမဲသားကိုသူ့ရေနဲ့သူ့ပဲအိုးထဲမှာကျွန်တော်မီးအေးအေးလေးနဲ့9မိနစ်ကျော်လောက်ထားလိုက်တယ်ပြီးတော့မှအမဲသားမြုပ်တဲ့အထိရေထည့်လိုက်မယ်ပြီးရင်အဖုံးပိတ်ပြီးတော့မိနစ်20လောက်ထိထားထားလိုက်မယ်ပြီးရင်တော့အမဲသားနူးမနူးကိုအရင်စစ်ကြည့်မယ်မနူးဆိုနောက်တရေထပ်ထည့်မယ်နူးတဲ့အတွက်အာလူးထည့်ပြီးတော့မီးအေးလေးနဲ့နောက်ထပ်10မိနစ်လောက်အဖုံးပိတ်ပြီးထပ်ထားလိုက်မယ်ကဲအခုဆိုရင်တော့ရေလဲခမ်းနေပြီအမဲသားလည်းနူးဣပြီအာလူးကလည်းပျော့သွားပြီအဲ့ဆိုရင်တော့အဖုံးလေးပိတ်ပြီးတော့နှက်သွားရင်စားလို့ရပါပြီချက်စားကြည့်ပါအရန်ကောင်းပါတယ်